လာနဲ့အနီးဆုံးနိုင်ငံကအီကွေဒေါ်နိုင်ငံဖြစ်ပြီးလာနဲ့အဝေးဆုံးနိုင်ငံကကနေဒါနိုင်ငံပဲဖြစ်ပါတယ်။အပူဆုံးနိုင်ငံကကူဝိတ်နိုင်ငံဖြစ်ပြီးအေးဆုံးနိုင်ငံကရုရှားနိုင်ငံပဲဖြစ်ပါတယ်။တောရိုင်းတိရစ္ဆာန်အများဆုံးရှိတဲ့နိုင်ငံကဘရာဇီးနိုင်ငံဖြစ်ပြီးတောရိုင်းတိရစ္ဆာန်လုံးဝမရှိတဲ့နိုင်ငံကကွာတာနိုင်ငံပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကအရက်နဲ့ဘီယာရေလိုပေါ်ပြီးဆော်ဒီအာရေဗျမှာတော့လုံးဝအရက်ဘီယာတောက်ခွင့်မရှိပါဘူး။ထုတ်လုပ်ခွင့်လည်းမရှိပါဘူး။အရက်မတောက်ရမနေနိုင်တဲ့သူတွေဒီနိုင်ငံကိုဝေးဝေးရှောင်နေပါတယ်။ကုန်စည်နှုန်းအရိုင်းစေးကြီးတဲ့နိုင်ငံကဆွစ်ဇာလန်နိုင်ငံဖြစ်ပြီးကုန်စည်နှုန်းပေါ်တဲ့နိုင်ငံကအိန္ဒိယနိုင်ငံဖြစ်ပါတယ်။အညီပတ်ဆုံးနိုင်ငံကဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပြီးအတန်ရှင်းဆုံးနိုင်ငံကဖင်လန်နိုင်ငံပဲဖြစ်ပါတယ်။မိန်းမတွေအများဆုံးနေတဲ့နိုင်ငံကလက်ဗီယာနိုင်ငံဖြစ်ပြီးယောက်ျားတွေအများဆုံးနေတဲ့နိုင်ငံကကွာတာနိုင်ငံပဲဖြစ်ပါတယ်။ အိုက်စလန်မော်ရတိုင်းမှာခွေးလုံးဝမရှိတဲ့နိုင်ငံဖြစ်ပြီးခွေးပေါ်ဆုံးနိုင်ငံကဘယ်နိုင်ငံဖြစ်လဲအဆုံးထိကြည့်လို့လည်းကြည့်ကြည့်ပါ